မင်္ဂလာကားနဲ့တန်းနေပြန်လို့ကြိုဆိုတယ်ဒီဟာကတော့ဒီနေ့20ရက်နေ့ပေါ့နော်20ရက်နေ့မှာဒီဈေးကအခုဒီခိယူတွေလည်းရတယ်ပေါ့နော်ဒီခိဆို1ကီလိုမှာ10ဘတ်ပြီးရင် तू ကလေအဲ့လိုနေ့တိုင်းတော့မရှိဘူးနော်ကိုသွားတဲ့နေ့မှာဒီငါးတွေဆိုလဲဒီနေ့ရတယ်လုံးဝလက်ဆက်နေတာပဲငါးရေရက်လေးဆိုကြည့်လိုက်လုံနေတာပဲငါလုံးဝတည်တယ်ဆိုမှလက်ဆက်တွေပေါ့နော် तू ကဘာဖြစ်လို့လဲမသိဘူး तू ကအဲ့နာမှာလေဟိုမြင့်နေနီးလို့လားမသိဘူး तू ကအဲ့ပင်လက်စာတော်ပေါ်တယ်အဲ့နေရပင်လက်စာအရန်ပေါ်တဲ့နေရပါအဲ့တော့ကိုကဒီဈေးကိုသွားမယ်ဆိုရင်ပဇွန်လိုက်တဲ့ရက်ကိုမကြုံခဲ့ဘူးဆိုရင်တခြားဟာတွေလည်းအရန်များမုတ်တွေဆိုတော့တော်ပေါ်တယ်အမေကအရန်ကြိုက်တယ်အဲ့ဈေးကိုလေဘလို့ကြိုက်မှမသိဘူးအကွာလေဘန်ကောက်တက်တဲ့ခါကျရင်ကြုံတိုင်းအဲ့ဒီဈေးကိုသွားပါတယ်အဲ့ဒီဈေးကိုမကြုံလဲဝင်ပါတယ်တမင်တက်ကြီးဝင်ပြီးတော့သွားလေပါတယ်ဘာလို့လဲဆိုတော့သူ့မှာအသားငါးဈေးအသီးအနှံဈေးဒူးရင်သီးဘာညာအကုန်ပေါ်တာတခြားတောင်ပေါ်ဈေးပေါ်တယ်ဆိုတော့သူ့တနားလုံးဝပဲဟိုတောင်ပေါ်ဈေးကလေသူ့လုံးဝမမိပါဘူးသူကတကယ်ကိုဈေးတန်တာအဲ့တော့သူကပြီးတော့ဒီရဲ့ဟာလေကိုပိုင်ဟိုထိုင်းနိုင်ငံသားလေကိုပိုင်ဖွင့်လာတဲ့ဈေးမျိုးလားမသိဘူးသူကသူ့ကိုယ်တိုင်လောက်တာအရန်ကိုဈေးပြီးတော့ပဇွန်လိုက်တာတွေပါဆိုတော့ဘေးဈေးမှာမရှိသူ့ဈေးမှာမရှိရဘတ်တရားတော့တော်တော်တန်တယ်အဲ့ပဇွန်လိုက်တာလေတကယ်ကိုတန်ပါတယ်နော်တရားဘိုးရလည်းတန်တယ်အဲ့အတွက်ကြောင့်မလို့အဒမင်ကတော့လုံးဝအဲ့ဈေးကိုသွားဖို့recommend ပေးတယ်ပေါ့နော်ထိုင်းရောက်ပြီးဘယ်လဲမသိဒီဈေးကိုသွားလိုက်ပါအဒမင်ချက်ပေးပါတယ်ဝက်ခောက်တွေဆိုတော့တော်တန်တယ်သူကင်နာဝက်ခောက်အထုပ်ဆိုလုံးဝသွား ready made ပေါ့နော်ကြော်လိုက်စီးနဲ့ကြော်လိုက်အဲ့လိုပွာလာအေးဒါမျိုးပွာလာမျိုးပေါ့အဲ့တော့အဲ့ဒါတွေဆိုရင်လည်းအဲ့လိုတစ်ထုပ်1ကီလိုထုပ်မှ200တွေပါဆိုတော်တော်တန်တယ်နောက်ပြီးတော့အဲ့လိုအထုပ်လေးတွေမှာတော့အထုပ်သေးလေးပြန်ပြီးရောင်းတာလည်းရှိပါတယ်ကဲအဒမင်ကကြီးညာပြီးဆိုတော့သွားလိုက်ကြပါဦးနော်တတား